အထီးကျန်တိုနီတခိတနီရဲ့နာမည်အရင်ကလေတိုနီတခိတနီပဲသူ့ရဲ့ခက်ဆန်းဆန်းနာမည်သူ့ရဲ့သပင်လင်ကောက်ကောက်နဲ့သူ့ကိုဟန်အနေထားတွေကြောင့်သူ့ကိုကပြားကလေးလေးတို့ထင်မှတ်ကြတယ်အချိန်ကလည်းစစ်ပြီးသားဆိုတော့ပတ်ဝန်းကျင်မှာအမေရိကန်သွေးနှောတဲ့ကလေးတွေရှိနေတတ်တာလေစားမမဆန်ပဲဒါပေမဲ့တိုနီတခိတနီရဲ့မိဘနှစ်ပါးစလုံးကတော့100%နှုန်းဂျပန်လူမျိုးစစ်တွေပါသူ့အဖေရှိုးစာဘူတခိတနီကအတော်ကလေးကိုအောင်မြင်ထင်ရှားတဲ့ chess ခရမှုတ်သမားတူပဲဒါပေမဲ့ဒုတိယကမ္ဘာစစ်မီးကြီးဆဆချင်းတိတ်မကြဘူးမိန်းမနဲ့ပတ်သက်တဲ့အရှုပ်ထွေးတစ်ခုကြောင့်တိုကျိုမြို့ကနေထွက်ပြေးရဖို့ဖန်လာတယ်သူလည်းစဉ်းစားတယ်တိုကျိုမြို့မှာနေလို့မဖြစ်တော့ဘူးဆိုရင်တော့လွတ်ရကျွရကိုသာရောက်အောင်ပြေးတာအကောင်းဆုံးပဲဒါနဲ့နေဆက်ကိုဖြတ်ပြီးတရုတ်ပြည်ထဲကိုဝင်လာခဲ့တာသူ့ရဲ့ခေယာကြီးကလွယ်လို့သူ့လက်ထဲဘာတစ်ခုမှပါမလာခဲ့ဘူးအဲ့ဒီအချိန်တုန်းကတော့ရှန်ဟိုင်းဆိုတာကနာဂါဆာကီမြို့ကနေတင်မောတရက်လောက်ပဲစီးရတဲ့ခရီးကိုနောက်ဆန်တင်းစီကပိုင်ဆိုင်မှုဆိုလို့လေတိုကျိုမှာရောဂျပန်တနိုင်ငံလုံးမှာပါရှိုးစာဘူရိုအနေနဲ့ဘာတစ်ခုမှပိုင်ခဲ့တာမဟုတ်ဘူးဖောင်ဖြတ်ပြီးထွက်လာခဲ့တယ်လို့ပဲဆိုရမှာသူတွေးမိတာတစ်ခုပဲရှိတယ်အစင်တဆာနဲ့ဆွဲဆောင်မှုတွေများတဲ့ရှန်ဟိုင်းဟာတိုကျိုထပ်ပို့ပြီးသူ့ကိုရီကိုသွေးနဲ့ရေကြီးရမျက်နှာရဖြစ်ပါမလားဆိုတာပဲရန်စီမြစ်ကိုစန့်တက်နေတဲ့တင်မောရဲ့ကုန်းဘက်ပေါ်မှာရက်ပြီးနနက်ခင်းနေအောင်အောက်မှာရိုးရိုးလေးလှနေတဲ့ရှန်ဟိုင်းရဲ့လမ်းတွေကလေးကိုကြည့်ရင်သူအတွေးဆန့်နေပြီတဲ့အလင်းရောင်ကသူ့မှာအမခန်းတောက်ပနေတဲ့အနာဂတ်တစ်ခုရှိရဲ့လို့အာမခံနေတယ်လို့ပဲအဲ့ဒီအချိန်တုန်းကသူက22နှစ်သားလူငယ်လေးတယောက်ကိုဂျပန်တွေတရုတ်ပြည်ကိုဝင်လာကစလို့ပလဲစိတ်ကံဘုံတဲပြီးအနုမြူဘုံနှလုံးကြခံရတဲ့အထိစစ်မီးကြီးတောင်းလောင်နေတဲ့ကာလတစ်လျှောက်လုံးသူကတော့ရေလိုက်ငါလိုက်ပေါ့ပါပဲနေခဲ့တယ်ရှန်ဟိုင်းရဲ့ညကလတ်တွေမှာသူခရမှုတ်ရင်ပျော်နေချိန်စစ်ရဲ့အနိဋ္ဌာယုံတွေကသူနဲ့အဝေးကြီးဝေးတဲ့နေရာမှာဖြစ်နေခဲ့တာပဲရှိုးစာဘူတခိတငီဆိုတဲ့လူဟာတမိုင်းထဲဝင်ပါမဲ့ဒါမှမဟုတ်တမိုင်းခေတ်တစ်ခုခုမှာနေခဲ့တဲ့လူစားမျိုးတော့ဟုတ်ပုံမရဘူးသူသိတာကသူ့တန်ဆုံးခရကိုမှုတ်မယ်တနေ့ထမင်းသုံးနဲ့စားမယ်အမျိုးသမီးအချို့အနားမှာရှိမယ်ဆိုရင်ပြီးတော့သူကဖြောင်ကြနေတတ်တယ်ဘဝင်တော့လည်းအတော်လေးမြင့်ပြန်တယ်ကိုအရှိပြုပြီးတော့ပဲတွေးခေါ်လေးရှိတယ်ဆိုပေမဲ့သူ့အနီးနားကလူတွေကိုဆက်ဆံတဲ့အခါကျတော့လေစိတ်ကောင်းထားပြီးကျင်ကျင်နာနာရှိပါတယ်ဒါကြောင့်ပဲလူတော်တော်များများကသူ့ကိုကြိုက်ကြတယ်ငယ်တယ်ချောတယ်ပြီးတော့အရေးချင်းရှိတဲ့ဂီတသမားတူနှင်းထူတဲ့ရောက်နေတဲ့ကြီးကန်းတကောင်လိုပဲသူကတော့ဘယ်သွားထင်ရှားလေးရပဲသူအတူအိတ်ခဲတဲ့အမျိုးသမီးအရေးအတွက်ကိုသူမမှတ်မိတော့ဘူးဂျပန်တရုတ်ရုရှားစိမ်းမယ်အင်းအောင်ရှင်ရေစိမ်းကငရန့်ကိုလုံးအိုးအစုံမယ်လိန်ကိစ္စမှာအခွင့်အရေးကြုံတာနဲ့မလွတ်တမ်းသူလုပ်ခဲ့တာပဲတိတ်မကြပါဘူးသူ့ရဲ့ထူးခြားတဲ့တန်ဆုံခေယာနဲ့ထူးခြားတဲ့လိန်စွမ်းရည်ကြောင့်ရှန်ဟိုင်းရဲ့နှင်းစီခိုင်ဖြစ်လာခဲ့တော့တယ်ရှိုးစာဘူရိုမှာနောက်ထပ်စွမ်းတဲ့တနေရာရှိသေးတယ်ဒါကိုသူကိုယ်တိုင်တော့သတိမထားမိခဲ့ပါဘူးအဲ့ဒါကတော့အသုံးဝင်တဲ့မိတ်ဆွေတွေထားနိုင်တဲ့သူ့ရဲ့အရေးချင်းပဲစစ်တပ်ကယာရုမြင့်ပုဂ္ဂိုလ်တွေတန်းကျွယ်တရေတွေနဲ့အခြားနေပေပေါင်းစုံကဩဇာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့သူကတငင်းကြီးရှိတယ်အဲ့ဒီလူတွေကလည်းမလွယ်ပေါက်ကတက်ဆက်စစ်မီးကြီးရဲ့အသေးပွင့်တွေကိုရှိတ်သိမ်းဆန်စားနေရတဲ့လူတွေပဲသူတို့ထဲကအများစုကကိုယ်အင်ကြီးအောင်မှာပစ္စရိုတရန်ထိုးထားပြီးအဆောက်အဦတစ်ခုကနေအပြင်ကိုထွက်မယ်ဆိုရင်လမ်းမပေါ်ကိုဘယ်ညာအေးချေကြည့်ရတတ်တဲ့လူစားမျိုးတွေဘာကြောင့်လဲတော့မသိဘူးရှိုးစာဘူးရိုကိုကြတော့သူတို့ကခင်တာသူပြဿနာပေါ်တယ်ဆိုရင်ဒီလူတွေကအလေးထားဖြေရှင်းပေးခဲ့ကြတာကြီးပဲဒါပေမဲ့တစ်ခါတလေကြတော့လေအရေးချင်းကပဲကိုယ်ကိုဒုက္ခပြန်ပေးတတ်ပြန်တယ်စစ်ကြီးနေပြီးရောတရုတ်စစ်တပ်ကရှိုးစာဘူးရိုရဲ့အဆက်အသွယ်နဲ့အတိုင်းဝိုင်းကိုတတိပြုမိလာတယ်ဒါနဲ့သူ့ကိုဖမ်းလိုက်တယ်ဆိုတော့တနေ့ပြီးတနေ့သူ့လိုပဲမနီယိုဆွဲအကြောင်းပြချက်တွေနဲ့အဖမ်းခံရတဲ့လူတွေဟာအချင်းခံကလေးတွေကဆွဲထုတ်ပြီးခုံရုံးမတင်ပဲအဆုံးစီရင်တာခံကြရတယ်အဆောင်တွေရောက်လာမယ်
ပြီးရင်အကျဉ်းသားတွေကိုဆွဲထုတ်သွားမယ်နောက်ဆုံးအော်တိုမက်တစ်ပစ္စတိုသမဏနဲ့ခေါင်းကိုပြစ်ဖောက်လိုက်တာနဲ့ပဲအဆုံးသတ်တယ်ရှိုဇာပူရိုကတော့သူ့ကိုယ်သူတေလူလို့တွက်ထားလိုက်တယ်ဒါပေမဲ့တေချင်းတရားနဲ့ပတ်သက်ပြီးသူတိတ်ပြီးမတုံလုံးမိဘူးသူ့အုံနှောင်းတွေကိုဖောက်ခွဲပစ်လိုက်တာနဲ့အရာအလုံးဟာပြီးဆုံးသွားမှာပဲနာကျင်ခြင်းဟာစက္ကန့်ပိုင်းကလေးပဲဒီနှစ်တွေအတော်အတွင်းငါပြောသလိုရှင်သန်ခဲ့တာပဲမိမတွေအများကြီးနဲ့အိတ်ခဲ့ပြီးပြီအစာကောင်းအသောက်ကောင်းတွေအများကြီးစားခဲ့ပြီးပြီပျော်ရွှင်စရာအချိန်တွေအများကြီးဖြတ်သန်းခဲ့ပူပြီလို့သူတွေးတယ်ငါတော့မခံစားလိုက်ရဘူးရဲ့လို့ဝမ်းနေနေရမယ့်ဘဝရဲ့ဒုက္ခဆိုလို့တိတ်မရှိတော့ဘူးဒါအပြင်လည်းအသက်ခံရမယ့်အရေးနဲ့ပတ်သက်ပြီးစင်ကြေပေးနိုင်တဲ့အခြေအနေမျိုးမှလည်းသူကရှိနေရမဟုတ်ဘူးဒီတိုင်းပဲဖန်လာတာပဲတိန်းလေးချီတဲ့ဂျပန်စစ်သားတွေစစ်ပွဲမှာတည်ခဲ့ကြရတယ်သူတို့တွေကအများစုကအခုထပ်ပို့အများကြီးပို့ဆိုးတဲ့တည်ခြင်းမျိုးနဲ့ပဲဒီလိုပဲသူတွေးခဲ့တယ်အဲဒီလိုတေဖို့စောင့်နေခြင်းအတွင်းသူ့ရဲ့ brain ပေါက်ချင်းလေးကတဆင့်မျောလွှဲနေတဲ့တိမ်တွေကိုရှိုစာပူကိုနေစီငေးကြည့်နေမိတယ်သူ့အခန်းချင်းကသူ့အချင်းခန်းကလေးရဲ့ညစ်ပတ်နေရန်ပေါ်မှာသူနဲ့အတူအိတ်ခဲ့မှုတဲ့အမျိုးသမီးတွေရဲ့မျက်နှာနဲ့ခန္ဓာကိုယ်တွေကိုစိတ်ကူးနဲ့ပြန်ပုံဖော်ကြည့်တယ်ဒါပေမဲ့လည်းအဆုံးကြတော့အဲ့ဒီအချင်းထောင်ကနေအသက်ရှင်လျက်ဂျပန်ကိုပြန်ပို့ခံရတဲ့အချင်းသား2ယောက်ထဲကတစ်ယောက်ဟာသူဖြစ်နေခဲ့တယ်ယာရုမြင့်စိတ်အရာရှိတစ်ယောက်ဖြစ်တဲ့အခြားတစ်ယောက်ကအဲ့ဒီအချိန်မှာသတိလစ်လို့နေနေဖြစ်နေတယ်ရှိုဇာပူရိုကတော့တင်မောကုန်းဘက်ပေါ်မှာရက်ပြီးအဝေးမှာတဖြည်းဖြည်းမှုံဝါပြီးကြံခဲ့တဲ့ရှန်ဟိုင်းမြို့ရဲ့လမ်းကလေးတွေကိုကြည့်နေမိတယ်။သူတွေးနေခဲ့တဲ့အတွေ့ကဘဝဆိုတာကိုငါဘယ်တော့မှနားလည်မှာမဟုတ်ဘူးဆိုတာပဲ။1946ခုနှစ်ຫນွေဦးစစ်ကြီးပြီးလို့6လအကြာမှာရှိုဇာပူရိုတခိတနီတယောက်ဂျပန်ကိုပြန်ရောက်လာခဲ့တယ်။လက်စုပ်လက်ကင်ပြစရာပိုင်ဆိုင်မှုဘာတစ်ခုမှမရှိပိန်ချုံငတ်ပြက်ပြီးပြန်ရောက်လာခဲ့တာပဲ1945မတ်လတိုဂျိုကိုလေကြောင်းကဘုံကျဲတော့သူ့မိဘနှစ်ပါးရဲ့အိမ်လေးပြာကျသွားခဲ့တယ်လို့သိရတယ်မိဘနှစ်ပါးစလုံးသိသွားတယ်သူ့ရဲ့တအူးသီးသောအကိုကမြန်မာပြည်စစ်မြေပြင်မှာသတင်းစာနာမရပဲပြောင်းနေတယ်တနည်းအားဖြင့်တော့ရှိုဇာပူရိုဟာလောကကြီးထဲမှာတကောင်ကျွတ်တစ်မျက်နှာကျန်ခဲ့တာပဲဒါလည်းသူ့ကိုအကြီးအကျယ်စိတ်ထိခိုက်စေတာမျိုးတော့မရှိဘူးဘလို့ပြောမလဲအနည်းဆုံးသူ့အနေနဲ့ထူးပြီးဝမ်းနေမနေနိုင်တော့ဘူးဟာတာခံစားချက်မျိုးသူခံစားရတာတော့အမှန်ပဲဒါပေမဲ့လူတိုင်းဟာအနည်းနဲ့အမြန်တော့အဖို့မဲ့အဆုံးသက်သွားရမှာကြီးပဲလို့သူယုံကြည်ထားခဲ့တယ်အဲ့ဒီအချိန်မှာသူ့အသက်က30ကျော်နေပြီအထီးကျန်မှုအတွက်စောတကားတက်နေစရာအသက်အရွယ်ကိုကျော်ခဲ့ပြီလို့ပဲဆိုရမယ်ရုတ်တရက်နှစ်ပေါင်းများစွာအိုးစားသွားတယ်လို့သူခံစားရတယ်ဒါပေမဲ့ဒါကလည်းခံစားရတာတသက်ပဲအခြားစိတ်ခံစားမှုတွေတော့သူ့စိတ်ထဲခိုးအောင်နေရမရှိဘူးတနည်းမဟုတ်တနည်းနဲ့တော့ရှိုဇာပူရိုတယောက်အသက်ရှင်အောင်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတော့ပြီးတဲ့နောက်တော့ဘလို့ဆက်ရှင်တန်ရမယ်ဆိုတဲ့အကြောင်းသူစတွေးရတော့တယ်သူကတလိုင်းနဲ့သမားဖြစ်ခဲ့သူဖြစ်ပြီးသူ့ရဲ့ line တူအပေါင်းအဖော်ဟောင်းတွေကိုပဲပြန်လည်ရှာဖွေရတယ်ပြီးတော့ just DY အသေးကလေးတစ်ခုဖွဲ့စည်းပြီးအမေရိကန်အစ်စ်အခြေစိုက်စခန်းမှာသွားတည်ရဒီတခါလဲအပေါင်းအသင်းဆန်းနဲ့သူ့အရေးရှင်းကြောင့်ပဲ just ဝါသနာအိုအမေရိကန်စစ်ဗိုလ်မှူးတယောက်နဲ့ချိတ်ဆက်မိတယ်ယူဂျာစီကအီတာလီယန်အမေရိကန်ကပြပဲကိုယ်တိုင်လည်းခရကောင်းကောင်းမှုတ်နိုင်တယ်အားလက်ချိန်တွေကြတဲ့သူတို့နှစ်ယောက်တတွေးဖြစ်လာခဲ့တယ်ဘိုးမှုကသူ့လိုချင်တဲ့တပ်ပြားတွေအားလုံးအမေရိကတိုက်ရိုက်မှာပေးတယ်ဒီလိုနဲ့ရှိုဇာပူရိုတယောက်ဘိုးမှုရဲ့တက်ရင်ကိုသွားပြီးနာမည်ကျော် jazz ဂီတတန်စင်တွေကိုရေးနားထောင်နေပြတော့တယ်နားထောင်ရသမျှကိုလည်းကိုယ်တိုင်တီးနိုင်အောင်သူ့ဘာသာလေ့ကျင့်ယူတယ်ဘိုးမှုကတော့သူ့ကို no အရက်စားသည့်အဲ့ဒီကာလာကတာမလူရဲ့အနားမသိနိုင်တဲ့စားခေါင်းတောက်ဖွဲ့အရှံပဲဖြည့်ဆည်းပေးထားတာပဲမစိုးလာဘူးအသက်ရှင်နေထိုင်မှုအတွက်မစိုးလာတဲ့ကာလအပိုင်းခြားတစ်ခုလို့ရှိုးစားဖို့ယူဆတယ်1940ကျတော့အမေဘက်ကခက်လန်းတော်ဆက်တဲ့နမဝမ်းခွဲတယောက်ကိုသူလက်ထပ်လိုက်တယ်ဒီနေ့လမ်းပေါ်မှာမထင်မှတ်ပဲပြန်တွေ့ခဲ့ရပဲလက်ဖေးတောက်ရင်အမျိုးတွေအကြောင်းသတင်းဖက်လေရှေးဟောင်းနောက်ဖြစ်တွေဆက်မြုပ်ပြန်မိကြတယ်တိတ်မကြဘူးသူတို့အတူတူနေဖြစ်ခဲ့ကြတယ်သူ့မှာတခြားသူနဲ့ရတဲ့ကိုဝင်ရှိနေလို့လည်းဖြစ်ကောင်းဖြစ်မယ်မသေးကြဘူး
အနည်းဆုံးတော့သူကတိုနီတက်ခိတနီသူ့အဖေစီကပြန်ချခဲ့ရတဲ့ဇက်လန်ပဲသူ့အမေကချစ်စရာကောင်းတယ်စကားနဲ့ဒါပေမဲ့တိတ်ပြီးကြမ်းမာလာတာမဟုတ်ဘူးလက်ထပ်ပြီးတစ်နှစ်အကြာမှာပဲတိုနီလေးကိုမွေးတယ်မိဖွားပြီး3 ရက်အကြာမှာသူဆုံးသွားတာပဲဒီလိုပဲဖန်လာတယ်ဖန်လာတယ်လို့ပဲသူ့ကိုမြန်တိတ်မိသက်ကြိုလိုက်တယ်သူ့ဘဝမှာပြောပြစရာအပူရယ်ဒုက္ခရယ်လို့တိတ်မရှိခဲ့ဘူးဒီလိုပဲတည်သွားတော့လေတစုံတယောက်ကဇက်စင်နှောက်သွားပြီးမိကျိုးကိုတိခနဲ့ဖက်ချလိုက်တယ်လို့အမောင်ထဲမှာပျောက်ကွယ်သွားခဲ့တာပဲဒီကိစ္စအတွက်ဘလို့ခံစားချက်မျိုးထားတင်တယ်လဲဆိုတာကိုရှိုးစားဘူးဝေခွဲမရခဲ့ဘူးဒီလိုခံစားချက်မျိုးတွေနဲ့သူဟာအစိမ့်သက်ဖြစ်နေခဲ့တယ်တည်ခြင်းတရားဆိုတဲ့အရာနဲ့နီးစပ်တာတစ်ခုခုတော့သူမှန်းမကြည့်နိုင်တယ်လို့ပဲဒါမှမဟုတ်လေတည်ခြင်းတရားကိုအသာထားသူ့ဇနီးတည်ဆုံးရတဲ့ကိစ္စတစ်ခုရဲ့အတွက်ကိုသူ့မှာမှတ်ချက်တစ်ခုခုပေးနိုင်စွမ်းမရှိဖြစ်ခဲ့တယ်သူလုံးနိုင်တာကအရာအလုံးကိုကြိုက်မကြိုက်မြူချလိုက်ဖို့ပဲပြုပြင်ပြောင်းလဲခွင့်မှမရှိတာဒီလိုနဲ့သူ့ရင်ထဲမှာအဆိုင်ခဲတစ်ခုခုဟာအလိုလိုခုကန့်နေတယ်လို့သူခံစားလိုက်ရတယ်အဲ့ဒါဟာဘာလဲအဲ့ဒီကိုဘာကြောင့်ရောက်နေရတယ်လဲသူမသိဘူးအဲ့ဒီအဆိုင်ခဲဟာသူ့ရင်ထဲရှိနေပြီးဖြစ်ပြီးသမားအတွေ့အကြောင်းသူပြန်စဉ်းစားတဲ့အခါတိုင်းသူ့ကိုအနှောက်ယှက်ပြီးဒါပဲသူသိရဲ့ဇနီးဆုံးပြီးတော့တပတ်တိကြောင်အောင်သူဘာအကြောင်းမှမစဉ်းစားပဲနေခဲ့ဆေးရုံမှာကြံခဲ့လူမမေခလေးလေးကိုတော့သူမေ့နေတဲ့အထိပဲဘုံမှုကတော့ရှိုးစာဘူးတို့ကိုရှင်အောင်မကွာစောင့်ရှောက်ရှာတယ်သူတက်တာရဖို့လုံးနိုင်တဲ့မှန်သမျှအကုန်လုပ်ပြီးနေတိုင်းဒီပါတက်ရင်ထဲမှာသူတို့အရက်အတူတောက်ဖြစ်ကြတယ်မောင်ရင်ကိုပဲထိန်းရမှာပေါ့လို့ဘုံမှုကရှိုးစာဘူးတို့ကိုပြောတတ်တယ်တေးကြတာတစ်ခုကခလေးကိုမောင်ရင်လူလားမြောက်လာအောင်မွေးရတော့မှာပဲဒီစကားတွေကလည်းရှိုးစာဘူးတို့အတွက်တော့ဘာသိပဲမှမရှိဘူးခေါင်းငိမ့်ပြီးခက်စိတ်ပဲနေလိုက်တယ်ဟေ့မောင်ရင်ကျုပ်ကိုကောင်လေးရဲ့ခေါင်းကင်ဖခင်လှုပ်ခွင့်ပြုမလားကျုပ်သူ့ကိုခင်မွန်းတက်ပေးမယ်လို့တနေ့တော့ဘုံမှုကရုတ်တရက်ပြောလာတယ်ရှိုးစာဘူးတို့အလန့်တကြားတွေးမိသွားတယ်အိုးငါကလေးကိုနာမည်တော့မပေးရသေးပါလားဘုံမှုကသူ့ရဲ့နာမည်ကိုတိုနီလို့ပဲခင်မွန်းတက်ဖို့အကြံပေးတယ်တိုနီဆိုတာကဂျပန်ကလေးတွေကိုပေးရမယ့်နာမည်တော့မဟုတ်ဘူးဒါပေမဲ့ဒါကိုလည်းဘုံမှုကစဉ်းစားမိပုံမရဘူးဒီလိုနဲ့အင်တင်ရောက်တော့ရှိုးစာဘူးတို့ကစာရွက်တစ်ရွက်ပေါ်မှာတိုနီတခိတနီလို့ရေးပြီးနေရာမှာကတ်ထားလိုက်တယ်အဲ့ဒီနာမည်လေးကိုပဲရက်ပေါင်းများစွာကြာတဲ့အထိသူငေးကြည့်နေမိတယ်တိုနီတခိတနီမစိုးပါဘူးအမေရိကန်နေဂျပန်ကိုတင်ထားတာကခဏလောက်ပါဂျပန်ကလေးတွေမှဲ့ဖို့အမေရိကန်နာမည်တွေကတော့အချိန်အတော်ကြာထိဆက်ရှိနေမှာလို့သူတွေးမိလိုက်သေးတယ်ဘာပဲဖြစ်ဖြစ်ဒီလိုနာမည်မျိုးနဲ့နေရတဲ့ကလေးတယောက်အတွက်ကတော့တိတ်ပြီးပြောစရာမကောင်းပါဘူး။ကျောင်းကတခြားကလေးတွေကသူ့ကိုမျိုးမစဲလို့ခေါ်ကြတယ်။ပြီးတော့သူ့နာမည်ကိုပြောလိုက်တိုင်းလူတွေရဲ့တုံ့ပြန်မှုမှာဇဝေဇဝါဒါမှမဟုတ်မနစ်မျိုးတဲ့အရေးငွေတွေပါနေတတ်တယ်။တချို့ကနောက်เสียလားလို့ပြန်ပြောပြီးတချို့ကဒေါသထွက်ကြတယ်။တိုနီတခိတနီဆိုတဲ့ကလေးနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့လူတွေအဖို့သူတို့မှရှိတဲ့စစ်ကြီးနဲ့ပတ်သက်တဲ့အနာဟောင်းတွေကိုပြန်ဆွခံလိုက်ရတယ်လို့ခံစားရတယ်မဟုတ်လားဒီလိုအတွေ့အကြုံတွေကပဲကောင်လေးကိုလောကကြီးနဲ့ကင်းကွာအောင်ဖန်တီးခဲ့တာဖြစ်မယ်သူ့မှာမိတ်ဆွေအရင်ချာဆိုလို့ဘယ်တော့မှမရှိခဲ့တယ်လို့ဒီချက်ကလည်းသူ့ကိုနာကျင်အောင်လုံးနိုင်စွာမရှိခဲ့ဘူးသူ့ကသူတယောက်တည်းနေရတာကိုပဲသူလားကြခဲ့တယ်ဒါဟာလည်းအသက်ရှင်နေထိုင်နေတစ်မျိုးပဲသူ့အဖေကအမြဲလိုသူတင်းဝိုင်းနဲ့အတူခရီးထွက်နေလေရှိတယ်လူမမဲကလေးတော့ကတော့နေဘက်တွေမှာတိုနီကိုကျွေးမွေးပြုစုဖို့အိမ်စီတယောက်လာလေးရှိတယ်။ဒါပေမဲ့မူလာတန်းပြီးနှစ်မှာတော့တိုနီဟာအိမ်စီမပါပဲသူ့ဘသူတယောက်တည်းရက်တည်နာနိုင်ခဲ့တယ်။သူစားဖို့သူ့ဘသာဆက်ပြုတ်တယ်။ညဘက်တွေကျရင်လည်းအတွင်းကချဲချပြီးတယောက်တည်းအိပ်ရဝင်မယ်။လူစိမ်းတယောက်သူ့အနာမှာရက်တည်ရှိနေရတဲ့ဆိုင်ဒီလိုနေတာကပဲသူ့အတွက်ပို့ပြီးအဆင်ပြေတယ်။ရှိုးစာဘူးတို့ကတော့အိမ်တောင်ထပ်မပြူတော့ဘူးသူ့မှာတွဲနေတဲ့မိန်းကလေးတွေအများကြီးရှိတာတော့အမှန်ပဲဒါပေမဲ့တယောက်ကိုမှသူ့အိမ်ကိုမခေါ်လာခဲ့ဘူးသူ့သားလိုပဲသူလည်းတယောက်တည်းနေတတ်တဲ့လူမျိုးကိုဒီလိုနဲ့သူတို့သားဖနှစ်ယောက်ဟာမယုံနိုင်စရာကောင်းလောက်အောင်တယောက်နဲ့တယောက်ကင်းကွာနေခဲ့ကြတယ်ဒါပေမဲ့သူတို့လူမျိုးတွေအတွက်ကတော့
အချင်းဖြစ်နေတဲ့တကူတော်တာယာမှုကိုစီနဲ့တယောက်ကိုတယောက်စကားဆက်မီဖွင့်ဟဖို့တော့ဘသူကမှအဆမပြုတ်ခဲ့ကြအောင်တာဖအချင်းချင်းစကားတစ်ခွန်းနှစ်ခွန်းတော့ပြောသိရင်နေရဲ့လို့ဘသူကမှလည်းယူဆကြဖို့မပေါ်ဘူးရှူစာဖို့တို့တခိတနီအနေနဲ့ဖခင်တယောက်လုပ်ဖို့အမဝင်တယ်လို့တိုနီတခိတနီအနေနဲ့လည်းတားတယောက်ဖြစ်ဖို့ခွင့်မကြခဲ့ဘူးတိုနီလေးကပုံဆွဲဝါသနာပါတယ်အခန်းတစ်ခါကိုပိတ်ပြီးနေ့စဉ်နေ့တိုင်းပုံဆွဲရင်းနဲ့ပဲနိုင်ပေါင်းများစွာကုံဆုံးလေးရှိတယ်စက်ပစ္စည်းတွေရဲ့ပုံကိုကူးဆွဲရတာကိုသူကထူးထူးခြားခြားဝါသနာထုံတယ်သူပုံဆွဲခဲတံကိုအဖျားလို့မြနေအောင်ခြုံထားမယ်ပြီးရင်စက်ဘိန်းရေဒီယိုအင်ဂျင်ဆက်စသဖြင့်စက်ပစ္စည်းပုံတွေကိုရှင်းရှင်းလင်းလင်းတိတိကျကျနဲ့အလွန်အသေးစိတ်အောင်သူဆွဲနေပါလိမ့်မယ်တစ်ပင်ပုံဆွဲမယ်ဆိုရင်လည်းတရွက်ကအကျော်မွာလေးတွေအားလုံးပါအောင်သူကဆွဲလေးရှိတယ်ပုံတွေကိုဒီလိုပဲဆွဲရမယ်လို့သူယူဆထားခဲ့တာပဲအခြားဘာသာရပ်တွေနဲ့မတူဘဲအနုပညာနဲ့ပတ်သက်တဲ့သူ့ရဲ့အဆင့်တွေကအငြင်းတန်းထူးချွန်အဆင့်မှကြီးရှိခဲ့တယ်။ကျောင်းပုံစံပြန်ပွဲတွေမှာဆိုများသောအားဖြင့်ပထမဆုံးဆိုတာသူ့အတွက်ပဲ။ဒီတော့လေတိုနီတခိတနီအနေနဲ့အထက်တန်းကျောင်းကနေတရုတ်ပေါ်ဆရာတယောက်ဖြစ်ဖို့အနုပညာရဲ့အားကိုသွားမယ်ဆိုတာကသဘာဝကျခဲ့တာပဲ။သူ့အနေနဲ့ကအခြားအလားအလာတစ်ခုခုကိုမျှော်မှန်းနေစရာကိုမရှိခဲ့ဘူး။သူနဲ့တန်းတူလူငယ်ကလေးတွေဘဝအတွက်ဘယ်လန်းလိုက်ရပါမလဲစဉ်းစားရင်ခေါင်းချင်းနေချိန်မှာတူနီကြတော့လက်ခပြန်မစဉ်းစားရပဲစက်ပိုင်းဆိုင်ရာပုံဆွဲသူတယောက်ဖြစ်ဖို့ပဲရွေးချယ်ခဲ့တယ်။အဲ့ဒီအချိန်ကလူငယ်အများစုဟာတီစဲအချိန်တွေကနေအပြင်းပြင်းထန်ထန်ရုန်းကန်ဖောက်ထွက်နေကြတဲ့အချိန်ဆိုတော့သူနဲ့ခက်ပြိုင်တွေထဲမှာအနုတုခုမတွေနဲ့ပတ်သက်ပြီးတံပိုးထားမဲ့သူမရှိတော့လောက်ပဲသူ့ရဲ့ပကြီးချောင်းအမုခဆရာကသူဆွဲထားတဲ့ပုံတွေကိုကြည့်ပြီးမချိုမချင်ပြုံးနေသူ့အတန်းဖော်တွေကတွေးခေါ်မပါဘူးရဲ့လို့ပြောဖတ်နေတိုနီအနေနဲ့ကလည်းသူတို့ပြောတဲ့အတွေးခေါ်ဆိုတာကြီးပါတဲ့အခြားသူတွေဆွဲတဲ့ပုံတွေဟာဘာများကောင်းနေတယ်လဲနားမလည်နိုင်ဘူးတိုနီအမြင်ကသူတို့ဆွဲတာတွေကအခြေခံမပိုင်ဘူးမလှဘူးမတိကျဘူးဒီလိုပဲနေတယ်ကောလိပ်ကပွဲရတဲ့အခါကျတော့လေတိုနီအတွက်အရာအလုံးပြောင်းလဲသွားခဲ့တယ်သူရဲ့လက်တွေ့ကျတဲ့ပုံဆွဲနည်းနဲ့ထူသားပေသားကြနေတဲ့အလေးချင်းတွေရဲ့ကျေးဇူးလို့ပဲဆိုရမယ်အလုပ်ရဖို့အတွက်တိုနီလုံးဝပူပန်စရာမလိုခဲ့ဘူးပြီးသူကနဲ့ရှုပ်ထွေစက်ပစ္စည်းတွေမှာတိုနီရဲ့တိကျသိစိတ်မှုကိုဘယ်သူမှလိုက်မမီဘူးအစ်စ်ထပ်တောင်ပိုးပြီးစစ်လို့ခတ်နေတယ်လို့ပြောကြတယ်သူခဲချက်တွေကဓာတ်ပုံရိုက်ထားတဲ့ဓာတ်ကိုပို့ပြီးအသေးစိတ်တယ်ပြီးတော့စကားလုံးတွေနဲ့ပုံစာထိုးเสียမလို့တော့လောက်အောင်ရှင်းလင်းတယ်တမဟုတ်ချင်ပဲတိုနီဟာအားလုံးအတွက်လက်လွတ်မရတဲ့တရုတ်ပေါ်ဆရာဖြစ်လာတယ်သူကလည်းသူ့အလုပ်ကိုပြောတယ်ဒီတော့လည်းဝင်ငွေကောင်းကောင်းရလာတယ်သူ့အလုပ်ကိုထိခိုက်စေနိုင်လောက်တဲ့ယောက်ျားဝါသနာတွေလည်းတိုနီမှာမရှိဘူးဒီလိုနဲ့သူ့အသက်35နှစ်လောက်ရောက်မှာပဲအတော်အသင့်ကျွဲဝါတဲ့အဆင့်ရောက်အောင်စုဆောင်းလာနိုင်ခဲ့တယ်။တူဂျုံမျိုးစင်ကလူကုန်တန်ရက်ကွက်စေတာခါရမှာသူ့အိမ်ကြီးတစ်လုံးဝယ်လိုက်တယ်။ဒါအပြင်ငှားရမ်းကားရတဲ့သူ့ပိုင်တိုက်ခန်းတွေကလည်းအများအပြားရှိသေးတယ်။ဒါတွေအားလုံးကိုသူ့စင်ရင်ခံကြပဲအားလုံးထိမ့်သိမ်းထားခဲ့တယ်။တိုနီအနေနဲ့ဒီအချိန်ကြီးရောက်တဲ့အထိဘဝမှာအမျိုးသမီးတော်တော်များများနဲ့ပတ်သက်ဖူးခဲ့ပြီးပါပြီ။တယောက်နဲ့ဆိုရင်ခဏတစ်ဖြုတ်အတူတော်နေခဲ့လိုက်သေးတယ်။ဒါပေမဲ့အိမ်တော်ပြုဖို့တော့သူတခါမှမစင်စားဘူးခဲ့ဘူးအိမ်တော်ပြုရမယ်လို့လည်းသူဘယ်တော့မှမခံစားဘူးအချော့ဖို့အချက်ပြုတ်တန်ရှည်ဒါတွေအားလုံးသူ့ဘာသာလုံးနိုင်နေရပဲတကယ်လို့အလုပ်များနေလို့အချိန်မပေးနိုင်ခဲ့ရင်အိမ်စီတယောက်သူငှားလိုက်အောင်ပဲရှင်သွေးပါညာရဖို့လေသူတခါမှအာတိတမရှိဘူးသူ့အဖေလိုမိသားပလမျိုးပိုင်ဆိုင်လို့အကျဉ်းဉာဏ်ပေးမဲ့ဒါမှမဟုတ်ရင်ဖွင့်ရမယ်နောက်ဆုံးတစ်ခွက်တော့ပလားအတူတောင်းနိုင်တဲ့မိတ်ဆွေရဲ့လို့တော့မေရသူ့မှာမရှိခဲ့ဘူးဒါပေမဲ့နေ့စဉ်ဘဝမှာဆက်ဆံနေရတဲ့လူတွေနဲ့တော့သူဟာအမြဲတမ်းလိုက်လျောညီထွေပဲဘဝင်မြင့်တာကြွားဝါတာမျိုးသူ့မှာမရှိဘူးသူ့အတွက်အခွင့်အရေးယူတာမျိုးမရှိသလိုတခြားသူတွေကိုနှိမ်ချဆက်ဆံတာမျိုးလည်းမရှိဘူးဒီတော့လေသူ့ကိုတည်ရတဲ့လူတွေအားလုံးလိုကသူ့သဘောကျကြတယ်သူ့အဖေနဲ့လည်း2 နှစ် 3 နှစ်လောက်နေလုံးမှတစ်ခါလောက်ပဲတွေ့ဖြစ်ကြတယ်။ဒါတော့အလုပ်ကိစ္စပြောစရာဆိုစရာရှိမှာပဲ
ပြောစရာကိစ္စပြီးရင်တာဖာနှစ်ယောက်စလုံးထပ်ပြောစရာရှာမတွေ့တော့ဘူးဒီလိုနည်းနဲ့ပဲတူနီတခင်တနီရဲ့ဘဝဟာတိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းကုံဆုံးနေခဲ့တယ်ဒီလိုနဲ့တနေ့မှာတော့တူနီအချစ်ကိုရှာတွေ့သွားခဲ့တယ်ခေါမလေးကပုံနှိပ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာချိန်ပိုင်းအလုပ်လုပ်တယ်တူနီစီကိုတရုတ်ခေါ်ပုံနေလာရွေးရောက်ခဲ့တာပဲအသက်22နှစ်ကျုံးဆဆနဲ့တိမ်မွေးတဲ့ကောင်မလေးပါပဲသူ့ရုပ်ရည်နေကနှစ်လိုပဲကောင်းတာအမှန်ပဲဒါပေမဲ့ဓမ္မတိဋ္ဌံကြကြပြောရမယ်ဆိုရင်တော့သူ့မှာထူးခြားတဲ့အလှမရှိပါဘူးဒါပေမဲ့သူ့မှာတိုနီရဲ့နှလုံးသားကိုတတိုင်းတိုင်းခုန်သွားအောင်လုံးနိုင်တဲ့တစုံတရာရှိနေရတော့အသေးကြပဲကောင်းမလေးကိုပထမတွေ့ရဲ့ခိုက်တက်မှာပဲသူ့ရင်တစ်ခုလုံးတင်းကျပ်သွားတယ်အသက်တောင်ဘလူရှူရမလဲမသိခဲ့ဘူးဒီလောက်ပြင်းပြင်းထန်ထန်ရိုက်ခတ်မိအောင်ဘာကသူ့ကိုဆွဲဆောင်ခဲ့တယ်လဲသူကိုယ်တိုင်တော့ဝေခွဲမရခဲ့ဘူးနောက်တစ်ချက်အနေနဲ့သူ့အာယုံကိုဆွဲဆောင်ခဲ့တာကကောင်မလေးရဲ့အဝတ်အစားပဲတာမန်အားဖြင့်တော့လူတွေဘာဝတ်တယ်လဲဆိုတော့သူစိတ်ဝင်စားရှိရတာမဟုတ်ဘူးဒါပေမဲ့ကောင်မလေးရဲ့ဝတ်စားဆင်ရင်မှုကတော့ရှင်သက်ရှုမောစရာပဲသူ့ကိုအတော်လေးဆွဲဆောင်နိုင်ခဲ့တကယ်ဆိုသူ့ကိုလှုံနိုးလိုက်လာလို့တော့ပြောရမယ်လလပပတတရရဝတ်တဲ့မိန်းကလေးတွေဆွဲဆောင်မှုရှိအောင်ဝတ်တဲ့မိန်းကလေးတွေပတ်ဝန်းကျင်မှာတပုံကြီးရှိပါတယ်ဒါပေမဲ့ဒီကောင်မလေးကတော့မတူလုံးလုံးကြီးရလားမတူသူဝတ်ထားပုံကတဘာဝအတိုင်းစက်တည်ရှိနေတဲ့ပုံစံမျိုးငှက်ကလေးတစ်ကောင်ဆိုရင်အခြားကဘာတစ်ခုထိရောက်အောင်ပြန်တန်းသွားဖို့အထူးပြုလုပ်ထားတဲ့တောင်ပန်ကလေးလွှမ်းခြုံထားသလိုပဲဒီလောက်ကွဲကြအောင်ဝတ်နိုင်တဲ့မိန်းကလေးမျိုးသူ့တဒရနဲ့တကူတခါမှမမြင်ခဲ့ဘူးကောင်မလေးပြန်သွားပြီးတော့တိုနီအလုတ်စပွဲကောင်မထိုင်ပြီးနိုင်နေမိတယ်ညနေဆောင်လို့တခန်းလုံးအမောင်လေးဖုံးသွားတဲ့အထိဒါအလုံးမလုပ်ဖို့သတိမရတော့နောက်တနေ့ကျတော့ပုံလိုက်တဲ့ကအလုတ်ရှင်စီခုံးဆက်ပြီးကောင်မလေးသူ့ရှိထက်ရောက်လာဖို့ရမေရှာရတယ်အလုတ်ကိစ္စပြောဆိုပြီးတော့နေလေစာစားဖို့ကောင်မလေးကိုဖိတ်တယ်ဆိုင်ရင်တောက်ရင်စကားအနေချင်းပြောကြတယ်ထူတော့ထူဆန်းတယ်အသက်15နှစ်လောက်กว่าနေပြီမဲ့လေသူတို့အချင်းချင်းထပ်တူကြတဲ့အချက်တွေတော်တော်များများတွေ့ခဲ့ရတယ်အကြောင်းအရာတော်တော်များများမှာသဘောထားချင်းတိုက်ဆိုင်တယ်တိုနီအနေနဲ့အရင်တော့ကဒီလိုမျိုးတစ်ခါမှမကြုံရဘူးခေါင်းမလေးတဲ့ထို့တူပဲအစတော့သူကမရေတရေဖြစ်နေသေးတယ်ဒါပေမဲ့တဖြည်းဖြည်းပေါ့ပေါ့ပါပါဖြစ်လာလိုက်တာရေရေမောမောနဲ့စကားတွေတွတ်တွတ်ပြောတဲ့အထိပဲမင်းကတကယ်ကိုဝတ်တတ်တယ်နော်လို့ပြန်ကန်ကြီးကြတော့တိုနီကပြောလိုက်တယ်ကျမကအဝိစာဝါဒနာပါတယ်လို့ဆက်ပြုံးနေတဲ့သူကဖြေတယ်ကျမပတ်စံကတော့အဝိစာဖို့နဲ့ကုန်တာပဲအဲ့ဒါပြီးတော့သူတို့တစ်ခါတစ်ခါထက်ချိန်ပြကြတယ်တနည်းအားကိုတတိတန်းတန်းတော့မတော်ဖြစ်ကြဘူးစိတ်ငြိမ်တဲ့နေရာလေးတစ်ခုရှာပြီးနိုင်ပေါင်းများစွာစကားထိုင်ပြောကြတာပဲဘဝအကြောင်းအလုပ်အကြောင်းဘာကိုဘယ်လိုထင်လဲဘာကိုဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်းတွေနှစ်ယောက်အတူစကားပြောနေရတာညှင်းငွေးစရာလုံးဝမရှိတော့လို့ပဲအချင်းချင်းတယောက်ရဲ့ကွက်လက်ကိုတယောက်ကဖြည့်နေတယ်လို့ပဲလို့ဆိုရမယ်၅ချိန်မြောက်တွေ့တဲ့နေရာမှာတော့တိုနီကကောင်မလေးကိုလက်ထပ်ခွင့်တောင်းခဲ့တယ်ဒါပေမဲ့သူ့မှာကအထက်တန်းကျောင်းကလေးကတွဲလာတဲ့ရီစားတစ်ယောက်ရှိနေတယ်ဆက်ဆံရေးကတော့အချိန်နဲ့အမျှအားပြော့လာခဲ့တာပဲဘူဘတာကိုဝန်ခံတယ်အခုဆိုရင်တွေ့တာနဲ့ဘာမဟုတ်တာလေးနဲ့ရန်ဖြစ်နေကြရတော့တာပဲတဲ့တကယ်လဲသူ့ရေးစားနဲ့တွေ့ရတာတိုနီနဲ့အတူရှိနေရတယ်လို့လွတ်လပ်ပေါ်ဝါမှုမျိုးနဲ့ဘာမှမဆိုင်ဘူးဒါပေမဲ့ဒီအချက်ကြောင့်ပဲသူ့ရေးစားကိုတိကနေဖျက်လိုက်ဖို့လည်းမဖြစ်သေးပြန်အောင်ဘာပဲဖြစ်ဖြစ်ကောင်းမလေးမှလည်းသူ့စင်ချိန်နဲ့သူရှိနေရပဲပြီးတော့နောက်တစ်ချက်ရှိတာကသူတို့နှစ်ယောက်ကြားမှာခြားနားနေတဲ့15နှစ်ဆိုတဲ့အသက်အပိုင်းခြားပဲသူကငငယ်လေးရှိသေးတယ်အတွေ့အကြုံမရှိသေးဘူးဒီလောက်အသက်အဟနေတာကနောက်တစ်ချိန်မှာသူတို့အတွက်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲလို့သူတွေးကြည့်တယ်ဒီတော့လဲစဉ်းစားဖို့အချိန်ပေးပါအောင်လို့ပဲကောင်းမလေးကပြန်ပြောခဲ့တယ်သူစဉ်းစားနေတဲ့တရက်ချင်းစီဟာသူနီးအတွက်တော့ငရဲမှာနောက်ထပ်တရက်နေမြေရတော့လို့ပဲအလုံးလည်းမလုံးနိုင်ဘူးတယောက်တည်းအရက်ပဲထိုင်တောက်နေမိရဲ့ရုတ်တရက်ဆိုတော့လို့ပဲအရင်ကရှိခဲ့တဲ့သူ့ရဲ့တကူတော်တာယာမှုဟာဝင်တော့ဝင်ပိုးကြီးတစ်ခုတော့သူ့အပေါ်ပြီးကြလာတယ်ဝေဒနာတွေရဲ့ဆင်းမြင့်ဖြစ်လာတယ်အကျဉ်းထောင်တစ်ခုဖြစ်လာတယ်ဒါကမှအရင်တော့သတိမပြုမိခဲ့ပါလားလို့သူတွေးမိတယ်ကုကေရမဲ့မျက်လုံးတွေနဲ့သူ့ကိုပတ်ချလဲဝင်းရံထားတယ်အေးဆက်ဆက်နေရန်ထူထူတွေစီ
သူငေးကြည့်နေမိတယ်ရှင့်ကိုလက်မထနိုင်ဘူးလို့သာသူတုံ့ပြန်ခဲ့ရင်ငါကိုတတ်သိမိမလားမသိဘူးလို့သူအတွေးပေါက်နေခဲ့တယ်ဒါနဲ့ကောင်းမလေးကိုသူခံစားနေရတဲ့အတိုင်းတတ်သမွေမတိန်ပြန်ပြောပြခဲ့တယ်အခုချိန်ဒီသူ့ဘဝဟာဘလောက်အထီးကျန်နေခဲ့တယ်ဆိုတဲ့အကြောင်းနှစ်ပေါင်းများစွာသူဘလောက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့အကြောင်းသူနဲ့ဆုံမှပဲဒီဆုံးရှုံးမှုတွေကိုသဘောပေါက်လာရတယ်ဆိုတဲ့အကြောင်းလေးကောင်းမလေးကလည်းညင်ထက်မြက်တဲ့အမျိုးသမီးလေးပဲသူတိုနီကိုသဘောကျနေခဲ့ပြီစားတွေ့ခြင်းကလေးကတိုနီကိုအမှတ်တွေပေးခဲ့မိရဲ့နောက်တော့ထပ်တွေ့တဲ့တစ်ချိန်ချင်းစီမှာပို့ပြီးသဘောကျလာတယ်အချစ်လို့ခေါ်နိုင်သူမသိဘူးဒါပေမဲ့တိုနီရဲ့အသွင်သားထဲမှာသူ့အတွက်ထူးခြားမှုတစ်ခုရှိနေတယ်ဆိုတာသူခံစားရတယ်ပြီးတော့တိုနီနဲ့ဘဝတစ်ခုကိုတူတည်ဆောက်မယ်ဆိုရင်သူပျော်ရွှင်ရလိမ့်မယ်လို့ခံစားရတယ်ဒီတော့လေသူတို့လက်ထက်ကြရုံပဲအိမ်ဆောင်တွေဖြစ်လာတော့တိုနီတယောက်သူ့ရဲ့တကူတော်ဘဝကိုပြေဖုံးကချလိုက်နိုင်တယ်မနက်မိုးလင်းပြီဆိုရင်သူပထမဆုံးလုပ်တဲ့အလုပ်ကဇနီးကိုရှာတာပဲသူ့ဘေးနားမှာအိမ်နေရမြင်နေရမှစိတ်သက်သာရရတယ်သူ့ဘေးမှာမရှိဘူးဆိုရင်စိုးရိမ်တကြီးနဲ့သူတအိမ်လုံးပတ်ရှာမယ်အရင်လိုအထီးကျမဟုတ်တော့တာနဲ့ပတ်သက်ပြီးသူ့ရင်ထဲခုနေရတခုတော့ရှိတယ်အဲ့ဒါကနောက်တစ်ပံအထီးကျန်ပြန်ဖြစ်သွားမှစိုးရိမ်နေစိတ်ပဲအထီးကျန်ဘဝကလွတ်မြောက်သွားခြင်းကြောင့်ပဲအထီးကျန်ဘဝပြန်ဖြစ်မှာသူကြောက်မိရဲ့တယောက်တည်းသာပြန်နေရရင်ငါဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့အကြုံသူ့ကိုချောက်လန့်နေရဲ့တခါတလေအဲ့ဒီစိုးရိမ်စိတ်ကြောင့်ချွေးစည်းတွေပါပြန်လာတတ်တယ်ဒါပေမဲ့လည်းဘဝသစ်များနေသားကြလာတာနဲ့အမျှသူ့ဇနီးရုတ်တရက်ပြတ်ကွယ်သွားမလားဆိုတဲ့ထမင်းလုံးတက်စီတဲ့တဖြည်းဖြည်းအပြော့သွားတယ်စိုးရင်ပူပန်မှုတွေလည်းဖြည်းဖြည်းချင်းပြတ်ပြေသွားတယ်နောက်ဆုံးတော့အေးချမ်းပျော်ရွှင်နေတဲ့ဘဝသစ်ထဲမှာပဲပေါင်ခတ်ပြီးအခြေကျသွားရတယ်ဒီနေ့တော့ဇနီးကသူ့ရောက်ခမတီးတဲ့တချင်တွေနားထောင်ခြင်းနဲ့ဖြစ်ပါလေရောကျမတို့သူ့တချင်တွေနားသွားနားထောင်ရင်သူကြိုက်ပါမလားလို့သူအောင်နေတယ်ကြိုက်တော့ပါတယ်လို့တိုနီကပြန်ဖြေတယ်ဒါနဲ့လေမယားနှစ်ယောက်ရှိုးစာဖို့ကိုဖျော်ဖြေနေတဲ့ညကလပ်ကိုရောက်သွားခဲ့တယ်ဒါဟာခလေးဘဝကလေးကစားလို့သူ့အဖေဖျော်ဖြေတာကိုတိုနီပထမဆုံးသွားနားထောင်ပြတာပဲရှိုးစာဖို့တို့ကတော့အရင်လိုပဲပြီးခတ်နေခဲ့တယ်ခလေးဘဝကတိုနီချင်းဖန်များစွာကြားဖို့ခဲ့တဲ့တခြင်းတွေပဲရှိုးစာဖို့တို့ရဲ့ဟန်ပြင်းတာတယ်ရိုးရှင်းတယ်ချို့တယ်လူပညာရဲ့လို့တော့ပြောလို့မဖြစ်ဘူးဒါပေမဲ့ professional တယောက်ရဲ့လက်ဖြာကထွက်လာတဲ့အရေးသွေးမြင့်ဂီတပဲသူဂီတကပရိသတ်ကိုဖန်ဆာလာတယ်ဒီလိုနားထောင်နေမကြခင်မှာပဲတိုနီအသက်ရှူရကြက်တယ်လို့ခံစားလိုက်ရတယ်သူအသက်ရှူလမ်းကြောင်းချင်းနဲ့ညိုနေတစိမ့်နဲ့အဆက်မပြတ်ဖြည့်ခံနေရတယ်လို့ပဲစထိုင်နေဖို့တော့ခက်လာတယ်အခုသူကြားနေရတဲ့တခြင်းဟာသူမှတ်မိတဲ့အဖေရဲ့တခြင်းနဲ့မဆိုးစလောက်ကလေးချလာနေတယ်လို့သူခံစားနေရတယ်ဒီတခြင်းကိုသူနှစ်ပေါင်းများစွာအကြာကလေးကကြားခဲ့ပူတယ်ခလေးနာနဲ့နားထောင်ခဲ့ပူတာပဲဒါပေမဲ့ဒီချာနာမှုဟာသူ့အတွက်တော့ကြောက်ခမန်းလေးအရေးပါတယ်ပမာဏကမပြောပါတော့ဘူးဒါပေမဲ့တက်ရောက်မှုကြီးမားတယ်ဆိုတော့လို့ပဲစင်ပေါ်တက်သွားပြီးအဖေကိုဖတ်ပြီးတော့သူမေးကြည့်ကြတယ်လူဖြစ်တာလဲဖေဘာပြောင်းသွားတာလဲဒါပေမဲ့လည်းသူကဒီလိုလောက်တတ်တဲ့သူစားမျိုးမဟုတ်ပြန်သူစိတ်ထဲရှိနေတဲ့အရာကိုစစ်စစ်ပေါက်ပေါက်ရှင်းပြနိုင်တဲ့လူစားမျိုးမဟုတ်ဘူးဒီတော့လေသူစပွဲမှာထားရင်အဖေအလှည့်ပြီးတဲ့အထိတောင်းနေကြပမာဏထက်ပိုပြီးအရက်ကိုဖိတောက်ရင်ထိုင်နေမိတော့တယ်တချင်ပြီးတော့သူဇနီးရဲ့လက်ခုပ်တီအားပေးပြီးအိမ်ပြန်လာခဲ့တယ်သူတို့လင်မယားရဲ့အိမ်တော်ကြီးဟာအပြတ်မှောက်ခင်းခဲ့တယ်။ကြောင်ကစားမဖြစ်ဘူး။ပြုံးရှင်စရာအချိန်ပေါင်းများစွာအတူတူဖြတ်ပန်းခဲ့ကြတယ်။လမ်းလျှောက်ထွက်မယ်၊ရုပ်ရှင်သွားကြည့်မယ်၊ခရီးသွားမယ်။တူနီးရဲ့အလုပ်ကလည်းအရင်လိုအောင်မြင်လျက်ပဲ။ပြီးတော့သူ့အသက်အရွယ်နဲ့ဆိုဇနီးကအိမ်တော်မှုနိုင်တယ်လို့ပဲပြောရမယ်။တူနီးကိုနည်းနည်းလေးသုံးမတန်ဖြစ်စေတာဆိုလို့တခုပဲရှိတယ်။အဲ့ဒါကတော့ဇနီးတဲ့ရဲ့အဝတ်အစားထုံပဲသူသဘောကျတဲ့အစင်လေးများတွေ့မိပြီဆိုရင်မဝယ်ဘဲကိုမနေနိုင်တော့ဘူးအဲ့ဒီအချိန်တွေကျရင်သူ့ဟန်ပန်ကထူးဆန်းနေတယ်ပြီးသူ့အတန်ကိုပြောင်းသွားမယ်ဒီလိုဖြစ်တာကိုပထမဆုံးအချိန်မြင်ရတော့တူနီကသူ့ဇနီးရုတ်တရက်နေမကောင်းဖြစ်ပြီးတောင်ထင်မိခဲ့တယ်တ
သူတို့လက်မထပ်ခင်တော့ကလည်းဒါကိုတိုနီသတိပြုမိခဲ့ပါတယ်ဒါပေမဲ့ပိုဆိုးလာတာကနောက်ထပ်ပြီးနောက်ပိုင်းပဲဥရောပခရီးစဉ်တော့ဆိုသူဝယ်ခဲ့တဲ့အဝတ်အစားအရေးအတွက်ဟာကြောက်စရာတောင်ကောင်းတယ်မီလန်ပဲရစ်ရောက်ရအရက်မှာမိုးလင်းမိုးချုပ်အထဲဆိုင်တွေမှာကြီးတစ်ခုပြီးတစ်ခုကူးနေရသူပိုင်တဲ့ဆိုင်တွေကြာနေရပဲပတ်ဝန်းကျင်အလှပရဲ့လိုတော့မကြည့်ရရဘူးအဝတ်စားတစ်စိပ်ပေါင်း16,000ကိုလက်ထဲကင်မိရနဲ့အကုန်ဆွဲယူတာပဲတိုနီကတော့ဇနီးနောက်ကတကောက်ကောက်နဲ့ကြားသိငွေလိုက်ရှင်ပေးရတယ်သူခရက်ဒစ်ကတ်ကမိတန်းနေတဲ့တုံညတွေတော့အစ်စ်ပြက်ကြံခဲ့ပြီလားသူမျက်ခုံးပင့်ကြည့်မိရဲ့ဂျပန်ပြန်ရောက်လဲသူ့ဇနီးရဲ့ယောဂကမသက်သာပါဘူးဒီတိုင်းလိုအဝတ်စားတစ်တွေဝေနေစေပဲသူပိုင်ဆိုင်တဲ့အဝတ်စားအရေးအတွက်ကခဏတွင်းချင်းကိုတောင်ပုံရပုံဖြစ်လာတယ်ဒါတွေကိုထားဖို့ကြီးတက်အတွက်တိုနီမှာမှတ်မုန်းကြဲတွေတည်တံ့လုပ်ပေးရတော့တယ်ဇနီးရဲ့ဖနက်တွေတက်လဲဖနက်စင်လဲတက်လုပ်ပေးထားတယ်ဒါလဲသူ့ပစ္စည်းတွေအားလုံးကိုတင်ဖို့နေရာမလောက်ပြန်ဘူးနောက်ဆုံးကျတော့အခန်းတစ်ခုလုံးကိုအဝိပီရိုပုံစံပြန်ပြီးနေရာချရတယ်သူတို့အင်ဂျီမာကအခန်းလွတ်တွေကအများကြီးပြီးတော့ငွေကြီးကလည်းပြဿနာမှမဟုတ်ပဲဘူးဒါအပြင်ဇနီးကလည်းဝယ်ပြီးသမျှအဝတ်စားကိုလက်ဖျားခံလောက်အောင်ဝယ်ပြနိုင်စွမ်းရှိတယ်အဝတ်စားတစ်ရတိုင်းသူ့ကိုကြည့်ရတာအရင်ပျော်နေရပဲဒါနဲ့ပဲတူညီလဲစောတကမတက်ဖြစ်တော့ဘူးဘယ်သူမှတော့ဆယ်လုံးကြောမရှိဘူးလို့ပဲသူ့ကိုယ်သူနှစ်သိမ့်ရတယ်ဒီတဲ့အဝတ်ခံထဲမှာအဝတ်စားတွေမဆက်မပြည့်ဖြစ်လာတဲ့အချိန်ကျတော့တိုနီကိုယ်တိုင်လည်းမတုံးမတန့်ခံစားလိုက်ရတယ်တနေ့ဇနီးအပြင်ထွက်သွားတော့သူ့အဝတ်စားတွေကိုရေတွက်ကြည့်တယ်တကယ်လို့တနေ့ကိုအဝတ်နှစ်စုံလဲမယ်ဆိုရင်တော့2 နှစ်လောက်ကြာတဲ့အထိအဝတ်စားမထပ်ပဲဝတ်သွားလို့ရတယ်လို့အဖြေထွက်တယ်ဝေစာအစ်စ်တွေထောက်ဝယ်နေရတာနဲ့သူ့မှာဝယ်ပြီးသားတွေကိုမဝတ်နိုင်လောက်အောင်ပဲတိုနီလည်းဇနီးမှာစိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုခုများရှိနေလားလို့တွေးမိရဲ့တကယ်လို့စိတ်ပိုင်းဆိုင်ရာဝေဒနာဆိုတာသိကြရဲဆိုရင်သူကတော့ဇနီးတဲ့ရဲ့ဝေဒနာကိုကုစားပေးဖို့တာဝန်ရှိနေရပဲညစာစားပြီးတော့တညမှာတော့ဒီကိစ္စကိုပြင်ပွားမှဖြစ်တော့မယ်လို့တိုနီတန်တိတ်ထန်ချလိုက်တယ်အဝေစားတွေဝယ်နှုံနည်းနည်းလောက်ရှော့ရကောင်းလို့မိမရဲ့ငွေကြီးကြောင့်ပြောတာမဟုတ်ပါဘူးငွေကကိစ္စမရှိဘူးလိုအပ်တဲ့ဟာကိုဝယ်ရအောင်ကန့်ကွက်ဖို့လည်းမရှိဘူးမင်းလှလှပပနဲ့ပြောနေကိုလည်းပြောရတာပဲဒါပေမဲ့ဒီလောက်ဈေးကြီးအဝတ်စားတွေအများကြီးတော့မလိုဘူးမဟုတ်လားလို့သူပြောလိုက်တယ်ဇနီးကမျက်လွှာချလိုက်ပြီးအတန်ကြာစဉ်းစားနေတယ်ပြီးတော့တိုနီကိုကြည့်ပြီးသူကပြန်ပြောတယ်ဟုတ်ပါတယ်ဒီလောက်အဝတ်စားတွေအများကြီးတော့မလိုပါဘူးကိုလည်းသိပါတယ်ဒါပေမဲ့သိတာတော့မှထိမရဘူးဖြစ်နေတယ်အဝတ်စားလှလှလေးတွေမြင်ဝယ်ရမယ်လို့ကြီးခံစားရတယ်လို့မလို့အများကြီးရှိမရှိပေါ့ကိုရက်မရဘူးနောက်တော့သူကစင်ကျင်မမယ်လို့တိုနီကိုကတိပေးတယ်ဒီပုံစံအတိုင်းထောက်ဝယ်နေရင်လည်းမကြခင်အင်းတစ်ခုလုံးအဝတ်စားတွေနဲ့ဖုံးသွားတော့မှာပဲဒီလိုနဲ့တပတ်လောက်သူ့အပြင်မထွက်ဘူးအထက်ဆိုင်တွေနဲ့ဝီရမှာတမင်ရှောင်နေရပဲဒါကလည်းသူ့အတွက်လွယ်ကူတော့မဟုတ်ဘူးအတော်လေးကျိမ့်မိနေရရှာတာသူချီရတာအသက်ရှူစရာလေးနည်းနည်းပဲရှိရဲ့ဂျိုတစ်ခုရဲ့မျက်နှာပြင်ပေါ်မှာလမ်းလျှောက်နေရတယ်လို့ပဲနေ့တိုင်းသူ့ရဲ့အဝတ်စားဖနာတိုက်ကြီးထဲမှာပဲတထည်ပြီးတထည်ထုတ်ကြည့်ရင်အချိန်ကုန်နေရဲ့အဝတ်စားတွေကိုလက်နဲ့တပ်မယ်အဝတ်နံတင်ကိုရှိုက်ကြည့်မယ်ဝစ်ကြည့်မယ်ပြီးတော့သူ့ကိုယ်သူမှန်နေပြန်ကြည့်မယ်ဒါပေမဲ့လည်းအဲ့ဒီလိုလုံနေအဝတ်စားအသစ်တွေထပ်လိုချင်လေးဖြစ်နေခဲ့တယ်အဝတ်စားအသစ်လိုချင်တဲ့ဆိုဟာတားမရဘူးမဝယ်မနေနိုင်ဖြစ်နေတဲ့သဘောပဲဒါပေမဲ့သူကတိုနီကိုလေးနက်ချစ်တယ်ပြီးတော့လေးလေးစားတယ်ဒီကိစ္စမှာတိုနီပြောတာနီးလန်းကြမှန်သူသိတယ်ဒါနဲ့သူဝယ်နေကြအထည်ဆိုင်ရဆိုင်ရှင်သူဖုန်းဆက်တယ်လွန်ခဲ့တဲ့10 ရက်လောက်တော့မှဝယ်ခဲ့ပြီးတခါမှမဝေးရသေးရဲ့ကိုအင်းကြီးနဲ့ဝတ်ဆောင်မှုပြန်သွင်းလို့ရမလားလို့မေးကြည့်တယ်ရပါတယ်ခင်ဗျာလို့တစ်ဖက်ကပြန်ဖြစ်တယ်တကယ်တော့သူကဆိုင်ရဲ့အရေးကြီးဖောက်တယ်ပဲဒီချက်မကတောင်းဆိုရင်လည်းဆိုင်ရှင်အနေနဲ့လိုက်ရောဖို့အသင့်ပဲဒါနဲ့သူအထည်ဆိုင်ကိုကောင်းမောင်းထုတ်ခဲ့တယ်အဝတ်စားတွေကိုပြန်အပ်ပြီးငွေပြန်ယူခဲ့တယ်ပြီးတော့ကားစီကိုခတ်တုတ်ပဲပြန်လာခဲ့တယ်အခြားအဝတ်ထည်တွေကိုမကြည့်ဖြစ်အောင်ပဲနောက်တော့ကားကိုအိမ်စီဦးတည်လိုက်တယ်အဝတ်တွေပြန်ထားခဲ့ရတော့စိတ်ထဲတနည်းတစ်ပုံတော့ပေါ်ပါသွားတယ်လို့ပဲသူလို့တာမှန်တယ်လို့သူကသူသတိပေးနေမိတယ်ဒီအဝတ်တွေကိုငါမှမလို့တာ
ကိုအင်းကြီးတွေကဝစ်စုံတွေကတလုံးဝစ်လို့မကောင်းအောင်ငါမှမနေမနှောရှိတယ်ဒါပေမဲ့မိပွိုင်းကမီးနီလေးပြောင်းသွားဖို့စောင့်နေစဉ်အတွင်းပြန်အပ်ခဲ့တဲ့ကိုအင်းကြီးနဲ့ဝစ်စုံကိုပဲသူ့စိတ်ထဲမှာမြင်အောင်နေအယောင်အစင်ချုပ်ယူအားလုံးသူ့သေးစိတ်ကွက်ကွင်းမှတ်မိနေတယ်သူမျက်စိရှိမှဖြန့်ရင်းနာတယ်လို့ပဲစိတ်ထဲမှာပေါ်နေသူ့နှစ်ဖူးမှာရွှေစည်းရကြလာတယ်သူ့လက်ဖြံနဲ့စတီယာရင်ကိုတွန်းထားမိတယ်ပြီးတော့အသက်ကိုရှည်ပြင်းတစ်ချက်ရှူပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်တယ်သူ့မျက်လုံးဖွင့်လိုက်တဲ့ခဏမှာပဲမီးပွိုင်းစိတ်နွားတာကိုတွေးလိုက်ရတယ်အလူလျောက်ပဲသူ့ခြေထောက်တွေကလီပါနှင်းထွက်လိုက်တယ်လမ်းဆောင်ကိုမိဝဖြတ်မောင်းလာတဲ့ကုန်တင်ကားကြီးတစ်စီးဟာသူ့ကားဘေးတစ်ဖက်ကိုအရှင်အပြင်းဆုံးဝင်တိုက်သွားမိတယ်သူဘာတစ်ခုမှမခံစားလိုက်ရပါဘူးနံပါတ်1ဝစ်စုံလေးအခန်းတစ်ခန်းအပြည့်ဖနက်အရံမောင်း132ရန်နဲ့ကြံရစ်သူကတော့တိုနီပဲဒါတွေကိုဘယ်လိုလုပ်ပြရမလဲသူစဉ်းစားမရအောင်သူဇနီးရဲ့အဝတ်အစားအသုံးဆောင်တွေကိုတလုံးသိမ်းသွားဖို့မရည်ရွယ်ဘူးဒါနဲ့ပွဲစားတစ်ယောက်ကိုခေါ်ပြီးအုတ်ထုတ်တွေနဲ့အခြားအသုံးဆောင်တွေကိုပထမဆုံးပြောတဲ့ခေါ်စည်းနဲ့ရောင်းထုတ်ပြလိုက်တယ်ခြေအိတ်လက်အိတ်နဲ့အတွင်းငံတွေကိုတော့ပန်းချံတွေကအမိုက်ပြချတဲ့ဆက်တွေထည့်လိုက်တယ်ဒါပေမဲ့အဝတ်စားတွေနဲ့ဖက်နှက်တွေကတော့အရင်များလုံးလို့ကင်တွေရခတ်နေတယ်ဒါနဲ့ငကိုရှိနေတဲ့နေရာမှာပဲထားလိုက်တယ်အာတူဘပြီးတော့အဝတ်ခံထဲမှာအဝတ်တွေကိုငီးကြည့်ရင်းနဲ့ပဲသူ့အချိန်ကုန်နေမိတယ်10ရက်အကြာတော့တိုနီအမျိုးသမီးအကူဝန်ထမ်းခန့်မှုသတင်းစာကြော်ညာထည့်လိုက်တယ်ကိုခန္ဓာအရွယ်အစားနံပါတ်1အရက်အမြင့်9ပြီး3လက်မဝန်းကျင်ဖနက်နံပါတ်6လာစာကောင်းလုပ်ငန်းခွင်အခြေအနေတင့်တယ်သူပေးထားတဲ့လာစာပမာဏကပုံမှန်ထက်ပိုများနေလို့လာပြီးအင်တာဗျူးရဲ့အမျိုးသမီး73ဦးတော့သူ့စတူဒီယိုကိုရောက်လာခဲ့တယ်အဲ့ဒီထဲက9ယောက်ကကိုခန္ဓာအရွယ်အစားတင်ထားတယ်ဆိုတာသိတာတယ်ကျန်တဲ့10ယောက်ထဲကသူ့ဇနီးနဲ့ကိုခန္ဓာတိဆောက်ပုံအနည်းဆက်ဆုံးတူတဲ့တယောက်ကိုတိုနီရွေးလိုက်တယ်သူကအသက်30ကျော်လောက်ပဲရွယ်ချမ်းရည်ကျူရုပ်ရည်နဲ့ဝေးလာတာက blouse အင်ကြီးဖြောင်းနဲ့စကတ်ချက်သူ့အဝတ်စားနဲ့ဖက်နှက်တွေကတန်ရှင်းတက်ရက်နေတယ်ဒါပေမဲ့တပတ်နွမ်းနေတိုနီကအမျိုးသမီးကိုပြောတယ်အလုပ်ကတော့ခက်ခဲမရှိလာဘူးနေ့တိုင်းမနက်9နာရီကနေညနေ9နာရီအထိရုံးကိုလာတယ်လီဖုန်းဖြေတရုပ်ပေါ်ပုံလေးလိုက်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေယူပြီးမိတူကူဒီလိုအလုပ်မျိုးတွေပဲတခုတော့ရှိတယ်ကျုပ်ဇနီးတွေကမကြခင်ကပဲဆုံးသွားတယ်သူရဲ့အဝတ်စားတွေအများကြီးအိမ်မှာကျန်နေခဲ့တယ်အများစုကအသက်ဒါမှမဟုတ်အသက်နေပါပဲဒီတော့ဒီအဝတ်စားတွေကိုမင်းတီမှာအလုံးလုံးနေစဉ်အတွင်းအလုပ်ဝတ်ဆောင်အနေနဲ့ဝတ်စေချင်တယ်အခုလိုပြောတော့မင်းစိတ်ထဲမှာထူးဆန်းနေမှာပဲဒါပေမဲ့မလျော်မကန်စိတ်ထားမျိုးမရှိဘူးလို့တော့ယုံစေချင်တယ်ကျုပ်အနေနဲ့ဇနီးဆုံးသွားပြီဆိုတာကိုကျင့်သားရဖို့အချိန်ယူဖို့လိုတယ်လို့ပဲသဘောထားပါသူ့ဥပ္ပစာတွေဝတ်ပြီးမင်းကျုပ်အနားမှာရှိနေရဆိုရင်သူတည်သွားပြီဆိုတာကိုကျုပ်တဖြည်းဖြည်းလက်ခံလာနိုင်လိမ့်မယ်လို့ယုံကြည်တယ်အမျိုးသမီးကနှကန်းကိုကိုက်ရင်ဆိုပြူဆက်ကိုစဉ်းစားနေတယ်ပြောဖို့အရာတော့ထူးဆန်းတဲ့တောင်းဆိုချက်ပဲအတော်လေးကိုထူးဆန်းတယ်တကယ်တော့သူအပြည့်အဝနားမလည်နိုင်ဘူးဇနီးဆုံးသွားတယ်ဆိုတဲ့အပိုင်းကိုသူနားလည်နိုင်တယ်ပြီးတော့သူဇနီးရဲ့အဝတ်စားတွေအများကြီးကျန်ခဲ့တယ်ဆိုတဲ့အပိုင်းကိုလည်းသူနားလည်နိုင်တယ်သူနားမလည်နိုင်တဲ့အပိုင်းကဘာကြောင့်သူကသူဇနီးရဲ့အဝတ်စားတွေဝတ်ပြီးအလုပ်လုပ်ရမလဲဆိုတာကိုပဲပုံမှန်ဆိုရင်တော့အမျိုးသမီးအနေနဲ့အပြင်းပန်းထက်မကတဲ့နောက်ွယ်အချက်တွေရှိနေအောင်ပဲလို့ယူဆမိပါပဲဒါပေမဲ့သူ့အနေနဲ့တိုနီကိုကြည့်ရတာလူစိုးတယောက်ဟုတ်ပုံမရဘူးလို့တွေးမိတယ်သူတိတ်ခွင့်ပေးရတဲ့အချက်တွေကိုပဲနားထောင်လိုက်ရပါမယ်နားထောင်နေလိုက်ရမယ်ပုံမျိုးပဲသူဇနီးဆုံးသွားတာကဒီလူရဲ့စိတ်ကိုတခုခုဖြစ်သွားစေခဲ့ပုံရတယ်ပုံစံကြည့်ရတာလေဒီကိစ္စကြောင့်သူတစ်ပါးကိုထိခိုက်စေအောင်လုံးမဲ့လူစားမျိုးမဟုတ်ပုံမရဘူးနောက်တစ်ချက်ကဘလိုနီးနဲ့မဆိုသူကိုယ်တိုင်ကအလုံးလို့နေသူအလုံးရှာနေခဲ့တာအချိန်တော်ကြပြီသူအလုံးလက်မဲ့ထောက်ပံ့ကြေးကကုန်တော့မယ်အခုလောက်လမ်းစာကောင်းတဲ့အလုပ်မျိုးလဲနောက်တစ်ခါထိုက်ရဖို့မလွယ်တော့ဘူးကျမနားလေတယ်လို့ထင်ပါတယ်လို့အမျိုးသမီးကပြန်ပြောလိုက်တယ်
ပြီးတော့ရှင်တောင်းဆိုတဲ့အတိုင်းလုံနိုင်နေမယ်လို့လည်းထင်ပါတယ်ဒါပေမဲ့ပထမဆုံးကျမဝေးရမယ့်အဝတ်တွေကိုပြနိုင်မလားမသိဘူးကျမနဲ့တော့မတော်အရင်ကြည့်တိုင်းကောင်းမယ်လို့ထင်တယ်ဒါပေါ့ရပါတယ်လို့တိုနီကပြောလိုက်တယ်သူကအမျိုးသမီးကိုသူ့အိမ်ခေါ်သွားပြီးအဝတ်ခံကိုလိုက်ပြတယ်အမျိုးသမီးရဲ့ကုံတိုက်တွေမှာကရဲပြီးအခုလောက်များပြတဲ့အဝတ်စားတွေကိုတနေရာထဲမှာစုထားတာတခါမှမတွေ့ခဲ့ဘူးအဝတ်စားတစ်ထည်စင်းစီဟာလည်းဈေးကြီးရဲ့အကောင်းစားပစ္စည်းတွေမှန်သိတာတယ်အထီးအတွေ့ရတယ်အပြစ်ဆိုစရာမရှိဘူးမြင်ရတာမျက်စိကျိမ့်မတတ်ပဲအမျိုးသမီးခမရလည်းအသက်ရှူမှလောက်အောင်ဖြစ်သွားတယ်သူရှင်တွေခုန်လာတယ်အဲ့ဒီခံစားမှုဟာလိမ့်စိတ်တိုးကြွလာတဲ့ခံစားချက်မှုနဲ့တူတယ်လို့သူသိလိုက်တယ်စိတ်ကြိုက်ကြည့်နိုင်အောင်အမျိုးသမီးကိုခန်းထဲမှာခြံထားခဲ့ပြီးတိုနီကအပြင်ထွက်သွားခဲ့တယ်အမျိုးသမီးကသူ့ကိုယ်သူပြန်ထိန်းလိုက်ပြီးအဝတ်စားအချို့ကိုဝေ့ချဖို့ကြိုးစားကြည့်တယ်ပြီးတော့ဖနက်တရံနှရံအားလုံးကသူ့အတွက်တိုင်းချုပ်ထားသလိုပဲအဝင်ခွင်ကြဖြစ်နေတယ်အဝတ်စားတွေကိုတစုံပြီးတစုံသူလိုက်ကြည့်မိတယ်သူ့လက်ချောင်းထိတ်ကလေးတွေနဲ့ပုတ်သက်ဆွဲကြည့်တယ်အဝတ်တွေစီကရင်နှံကိုရှူဆိုင်မိတယ်ရာပေါင်းများစွာသောဝစ်ဆောင်လားလောက်လေးတွေတဒန်းလေးစီရတာတွေ့ရတယ်။တိတ်မကြခင်ပဲသူ့မျက်လုံးကမျက်ရည်တွေဝိုင်းလာတယ်။နောက်တော့ပါးပြင်ပေါ်စီးကြလာတော့တယ်။မျက်ရည်တွေကိုသူဘလို့မှထိန်းထားလို့မရတော့ဘူး။သူခန္ဓာကိုယ်ကတည်သွားတဲ့အမျိုးသမီးတို့ရဲ့ဝစ်ဆောင်ထဲမှာရောက်နေတယ်။သူတသိမ့်သိမ့်ရှိုက်နေထီတီကြီးရက်နေမိတယ်။သူ့လေချောင်းကတန်တခုခုထွက်မသွားဖို့မနေကြိုးစားနေရတယ်မကြခင်ပဲတိုနီအခန်းထဲပြန်ဝင်လာတယ်။ဟင်းမင်းဘာလို့ငိုနေရလဲလို့သူနေလိုက်တယ်။သူကခေါင်းရင်းပြန်ပြောတယ်။ကျမလည်းမသိဘူး။ဒီလောက်အဝတ်တွေအများကြီးတခါမှအရင်ကမမြင်ခဲ့ဘူး။ဒါကြောင့်ကျမစိတ်ထဲထိခိုက်သွားတာလားမသိဘူး။ခွင့်လွတ်ပါ။ပြီးတော့လက်ကင်ဘွားနဲ့သူ့မျက်ရည်တွေကိုတုံးလိုက်တယ်။နင်းစင်ပြေတယ်ဆိုရင်မနှက်ဖြန်ကစားပြီးအလုပ်စင်းစိတ်ချင်တယ်လို့တိုနီကအလုပ်သဘောဆန်တဲ့လီဒါနဲ့ပြောလိုက်တယ်။တပတ်စာဝတ်ဖို့အတွက်ဝေစားနဲ့ဖက်နှက်တွေအိမ်ကိုယူသွားရင်ဝေစားနဲ့ဖက်နှက်တွေအိမ်ကိုယူသွားလိ။မျိုးသမီးက6ရက်အတွက်ဝတ်ဖို့ဝေစားတွေရွေးနေတာအချိန်အတော်လေးကြာတယ်။အဲ့ဒါပြီးတော့ဖက်နှက်တွေကိုရွေးအားလုံးကိုလက်ဆွဲအိတ်တစ်ခုလေးထည့်တယ်။ကိုအင်းကြီးတစ်ထည်လေးယူအောင်လေလို့တိုနီကပြောလိုက်တယ်။ချမ်းနေမှာဆိုလို့ပြောတာ။သူကနွေးမဲပုံရတဲ့မီကိုရောင်ကက်ရှမီးယားစိတ်မွေးကုတ်အင်ကြီးကိုရွေးလိုက်တယ်။အင်ကြီးကငှက်အတောင်လေးလှုပ်ထားသလားထင်အောင်ပေါ့ပါလို့လဲ။သူတသက်နဲ့တကူဒီလောက်ပေါ်တဲ့ကုတ်အင်ကြီးမျိုးတစ်ခါမှမဝေ့ဘူး။အမျိုးသမီးပြန်သွားပြီးတော့တိုနီလည်းသူ့ဇနီးအဝေးဘီယိုခန်းနဲ့ပြန်ဝင်လာခဲ့တယ်။သူ့မျက်လုံးတွေကအဝေးစားတွေစိတ်ကိုအထိပ္ပယ်မဲ့လိုက်ကြည့်နေမိတယ်။ဒီအဝေးစားတွေမြင်တာနဲ့အမျိုးသမီးဘာကြောင့်ငိုသွားတယ်ဆိုတာသူနားမလည်နိုင်ဘူး။သူ့အတွက်ဒါတွေကသူ့ဇနီးချန်ထားခဲ့တဲ့အရေးငွေတွေပဲသူ့ဇနီးရဲ့နံပါတ်1အရေးငွေတွေကိုတန်းစီပြီးချိတ်ဆွဲထားတယ်တလွားပေါ်တလွားထပ်ထားတယ်လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုအတွင်းမှာတောက်ဝင်နေတဲ့အဆုံးစားမဲ့ဖြစ်တန်ချေအဆုံးစားမဲ့လို့ပဲဆိုကြပါစို့နမူနာတွေကိုတစုံတစ်ယောက်ကဒီနေရာမှာစုပြီးပြထားတယ်လို့ပဲဒီဝိစာတွေကပဲတခါတော့ကသူ့ဇနီးရဲ့ကိုယ်ခန္ဓာကိုလွှမ်းခြုံထားခဲ့တယ်အသက်သက်နွေးနွေးနဲ့အတူရေရှားနေခဲ့တယ်။ဒါပေမဲ့လည်းအခုတော့သူ့ရှေ့မှာချိတ်ဆွဲထားတာတွေကဖီယိုဖီရဲ့အရေးတွေမျှပဲ။အသက်ထက်ရဲ့အမြင့်ကပြတ်တောက်သွားတဲ့တိတ်တဆိတ်လွင်ပါပြောက်ကွယ်သွားတဲ့အဓိပ္ပာယ်တစ်ခုခုစီကလိဟသွားတဲ့အရေးတွေ။တစ်ချိန်လုံးကတော့သူတို့ဟာအယောင်အသွေးစုံနေစွာနဲ့ပန်းပွင့်နေစီကလွင်ပြန်လာတဲ့ဝိဆန်ဖိုတွေလိုလေထဲမှာကားခုန်နေရကြတယ်။သူ့မျက်လုံးတွေနေရက်တွေနဲ့နှာခေါင်းပေါက်တွေထဲဝင်ရောက်လို့အဝတ်အစားအနာကွက်တွေကျဲသီးတွေနဲ့စာပေါက်တွေနောက်တော့ပခုံးပေါ်ကဗပွားတွေနဲ့အိတ်တက်တွေနောက်ဆုံးကပတ်တွေအားလုံးဟာအခန်းထဲကရှိသမျှလေကိုလောကဒီကြီးစုပ်ယူနေကြတော့လို့ပဲပူနီအသက်ရှူမဝါဖြစ်လာတယ်။အိုးဖလန်တွေကိုတားဆီးတဲ့ပလျော်လုံးအနံ့တွေဟာအရှင်တုန်းကတော့အတောင်တက်ပိုးမွှားကလေးတွေရဲ့တမောင်းများစွာရဲ့တဝီဝီအတန်လေးဖြစ်ခဲ့မယ်။အခုတော့သူဒီအဝိစာတွေအားလုံးမုန်းနေတယ်။အဲ့ဒီခံစားချက်ဟာရုတ်တရက်ကြီးတိုနီစီမှာပေါ်လာတယ်။တိုနီနေရန်ပေါ်ကိုလေးလေးပဲမိချလိုက်တယ်။
လက်တွေကိုပိုက်ပြီးမျက်လုံးတွေကိုပိတ်ထားလိုက်တယ်။အထီးကျန်မှုဟာသူ့စီကိုနွေးနွေးပြစ်ပြစ်တစိမ့်စိမ့်ဆင်းဝင်လာနေတယ်။အခုတော့အရာအလုံးပြီးဆုံးသွားပြီလို့သူ့ကိုယ်သူပြောလိုက်တယ်။ငါဘာပဲလုပ်လို့အလုံးကတော့ပြီးဆုံးသွားပြီ။တိုနီမျိုးသမီးကိုဖုံးဆက်ပြီးအလုပ်အကြောင်းမေးလိုက်တော့လို့ပြောလိုက်တယ်။သူလုပ်ရမယ့်အလုပ်မရှိတော့ဘူးလို့ပြောရင်တောင်းပန်ရတယ်။ဒီလိုတော့ဘယ်ဖြစ်မလဲလို့အမျိုးသမီးကစိတ်ဆိုးမှန်ဆိုပြန်ပြောတယ်။တောင်းပန်ပါတယ်။အချိန်ကြီးကပြောင်းသွားလို့ပါလို့တိုနီပြောလိုက်တယ်။အိမ်ကိုယူသွားတဲ့အဝတ်စားတွေနဲ့ဖက်နှက်တွေကိုခမည်းယူလိုက်ပါ။ပြီးတော့လော့ဆွဲအိပ်ရောပဲ။ဖြစ်ခဲ့သမျှတွေအားလုံးကိုကြုံမေးပြက်လိုက်ချင်တော့ပြီးတော့ကျေးဇူးပြုပြီးဒီအကြောင်းကိုဘယ်သူမှမသိပါစေနဲ့။မျိုးသမီးတွေဘာမှမတတ်နိုင်တော့သူကအကြောင်းပြချက်အတွက်ပို့ပြီးဖိပြောလေပို့ပြီးအတိတ်ပဲမရှိလေဖြစ်လာခဲ့တယ်။နောက်ဆုံးတော့ကျမသဘောပေါက်ပါပြီလို့ပြောရင်သူဖုံးချလိုက်တယ်။မိနစ်အနေငယ်တော့သူတိုနီတခိတနီဆိုတဲ့လူကိုလောထားထွက်နေမိတယ်။ဒါပေမဲ့မကြခင်ပဲဖြစ်သမျှအကြောင်းကောင်းကြီးပဲလို့သူခံစားလိုက်ရတယ်။ဒီကိစ္စတစ်ခုလုံးဟာအစကတည်းကကိုယ့်ရုပ်ကာယနိုင်ခဲ့တယ်။အလုံးမစင်ရသေးခင်မှာပဲအလုပ်ပြန်ပြုတ်သွားလို့သူဝမ်းနေနေမိတာတော့အမှန်ပဲ။ဒါပေမဲ့အခြားတစ်နေရာမှာအခြားတစ်ခုရနိုင်သေးတာပဲလို့သူစိတ်သူဖြေလိုက်တယ်။တိုနီအိမ်ကနေသူ့အိမ်ကိုယူလာတဲ့အဝတ်စားတွေကိုဖြေလိုက်တယ်။ပြီးတော့ဖြန့်ပြီးသူ့အဝတ်ကြိုးရမ်းမှာလှမ်းထားလိုက်တယ်။ဖနက်တွေကိုကြတော့သူ့အိမ်ရှိတကားကဖနက်ဆင်မှာတင်ထားလိုက်တယ်။ဒီအသက်တွေနဲ့ရှင်ကြည့်တော့သူ့အရင်အဝတ်တွေနဲ့ဖနက်တွေဟာစိတ်ပြတ်စရာကောင်းလောက်အောင်မတတ်မရဖြစ်နေတာတွေ့ရတယ်။ဒါတွေဟာအခြားကဘာတစ်ခုကမတူညီတဲ့ပစ္စည်းတွေနဲ့လှုပ်ထားသလိုပဲလို့သူခံစားရတယ်။အင်တာဗျူးမှာဝတ်ခဲ့တဲ့ blouse အင်ကြီးနဲ့စကတ်ကိုသူချွတ်လိုက်ပြီးတမ်းမော်တင်လိုက်တယ်။နောက်တော့ဂျင်မောင်းမီနဲ့တီရှပ်ကိုပြန်ဝတ်တယ်။ပြီးတော့ကျမ်းမြင့်မော်ထိုင်ပြီး BRAA ကိုတောင်းနေလိုက်တယ်။တိုနီအိမ်ကအဝတ်စားတွေပြည့်နေတဲ့အခန်းကြီးကိုပြန်တွေးမိတော့သူတပ်ပြင်းတစ်ချက်ရှာလိုက်မိတယ်။အရန်လာတဲ့အဝတ်စားတွေအများကြီးလို့သူတွေးနေမိတယ်။ပြီးတော့ဗီဒီယိုလောက်ထားတဲ့အခန်းကြီးငါနေတဲ့အခန်းထက်ကိုပိုကြီးရဲ့ဒီအဝတ်စားတွေအလုံးကိုဝင်ရင်တုံးခဲ့ရတဲ့အချိန်နဲ့ငွေတွေကိုသူစိတ်နဲ့မှန်းဆကြည့်တယ်ပြီးတော့တည်သွားတယ်ဆိုတဲ့အမျိုးသမီးဒီလောက်လှလှပပအဝတ်စားတွေအများကြီးကိုခြံထားခဲ့ပြီးတည်ရမယ်ဆိုတဲ့ခံစားချက်ဟာဘလို့များနေပါမလဲအမျိုးသမီးရဲ့အပေါင်းအသင်းတွေအနေနဲ့ကတော့သူဆင်းရဲမှန်းအလုံးသိနေကြတာပဲဒီတော့လေဒီလိုခင်မီဆန်ပြတဲ့တမိုးချီချီအဝတ်စားတွေဝတ်ပြီးသားအပြင်ထွက်မယ်ဆိုရင်အညာအားသိမ်းကြတော့မှာပဲဒီလိုဝတ်စားမျိုးနင်ပေကားရလဲလို့သူတို့မေးကြလိမ့်မယ်အဲ့ဒီအကြောင်းဘယ်သူမှမပြောပြဘူးလို့ငါခရီးပေးထားတယ်လို့သူကခေါင်းခါရင်တင်ပြောလိမ့်မယ်နောက်တော့ငါကပြောပြရဲဆိုရင်တော့ဒီအဖြစ်အပျက်ကိုနင်တို့ယုံရမှာမဟုတ်ဘူးနောက်ဆုံးတော့အခြားအဝတ်ဟောင်းပွဲစားတစ်ယောက်ကသူ့ဇနီးရဲ့အကျွင်းကြံတွေအားလုံးကိုတိုနီစီကလာယူပါပါတယ်။အဝိတ္တဝေတုံးကပေးခဲ့ရတဲ့တံမိုးရဲ့20ပုံတစ်ပုံပဲပွဲစားကတိုနီကိုပေးခဲ့တယ်။ဒါပေမဲ့ဒါကတိုနီအတွက်ဘာဖြစ်မှလဲတကယ်တော့ဒါတွေကိုသူကအလက်ကားတောင်ပေးပြနိုင်တယ်။သူနောက်ထပ်မမြင်ရတော့မယ့်နေရာကိုသာရောက်သွားမယ်ဆိုရင်ပေါ့။တစ်ခါကျရင်တိုနီအဲ့ဒီအခန်းလွတ်ထဲကိုရောက်သွားပြီးအထဲမှာ1 နာရီ2 နာရီကြာနေလေးရှိတယ်။ဘာတခုမှတော့လောက်တာမဟုတ်သူ့စိတ်ကိုသူဗလာချင်းထားလိုက်တယ်အခန်းရဲ့ကျမ်းပြမှာထားရင်ပြောင်ရှင်းနေတဲ့နေရာတွေကိုကြည့်နေမယ်။ကွယ်လွန်သွားတဲ့သူ့ဇနီးရဲ့အရေးတွေရဲ့အရေးတွေဒါပေမဲ့လအနေငယ်ကြတော့ဒီခန်းထဲကအရာတွေကိုပြန်စဉ်းစားနိုင်တဲ့အရေးအသွေးသူ့မှာပျောက်သွားတယ်။အဲ့ဒီအရာတွေရဲ့အယောင်နဲ့အမြင့်တက်တွေဟာသူကိုယ်တိုင်မသိလိုက်ခင်မှာပဲသူ့မှတ်ဉာဏ်တွေကပျောက်ဆုံးသွားခဲ့တယ်။တခါတော့ကသူတမျက်တမူတင်ထားခဲ့တဲ့ကွင်းကွက်ကစိတ်ခံစားချက်တွေတော့သူ့အုံနောက်ရက်ဝန်စီကထွက်ပြေးတိမ်းချောင်သွားသလိုအယောင်ဖြော့လာခဲ့တယ်။လေးညင်းတဲ့ကမြူငွေးတစ်ခုလုံးသူ့မှတ်ဉာဏ်တွေဟာပုံတရံပြောင်းနေခဲ့တယ်။တခါပြောင်းတိုင်းမှာလည်းပုံမူမှုံဝါသွားလို့တခုတော့မှတ်ဉာဏ်တစ်ခုစီဟာအရေးတစ်ခုရဲ့အရေးဖြစ်သွားခဲ့ပြီ။သူ့စိတ်မှာလက်စုပ်လက်ကင်ကြံနေခဲ့တဲ့တခုတည်းသောအရာကတော့လက်ဟာနေတဲ့ခံစားချက်ပဲတခါတလေသူ့ဇနီးရဲ့မျက်နှာလေးကိုပဲသူပြန်ပုံဖော်မိတယ်ဒါပေမဲ့သူမြင်နေရတာကအခန်းထဲမှာသူ့ဇနီးထားခဲ့တဲ့အဝတ်စားတွေကိုကြည့်ပြီးမျက်နှာကျနေတဲ့သစိမ်းအမျိုးသမီးပဲသူ့ရဲ့ရွက်ချမ်းရည်ချိုမျက်နှာနဲ့တပတ်နွမ်းတရေဖက်နှက်ကိုတိုနီပြန်မြင်နေတယ်အဲ့ဒီအမျိုးသမီးနဲ့နာမည်နဲ့အတူ
အရာအလုံးကိုမိသွားပြီးအတော်ကြာတဲ့အထိအဲ့ဒီအမျိုးသမီးရဲ့ပုံရိပ်ကိုတော့ထူးဆန်းသွားပဲနေမရတော့ဘူးတိုနီရဲ့ဇနီးကွယ်လွန်ပြီး2 နှစ်အကြာမှာတိုနီအဖေအသေးကင်ဆာနဲ့ဆုံးခဲ့တယ်ရှိုးစာပူတို့တခိတနီအနေနဲ့တိတ်မခံစားလိုက်ရပါဘူးဆေးရုံမှာခဏပဲကြာလိုက်တယ်သူသေးတာအိပ်ပျော်သွားတယ်လို့ပဲတနည်းအားဖြင့်တော့ဘဝနှင်းကုန်အေးချမ်းဆုံးသက်သွားခဲ့တယ်ပေါ့စတော့ရှယ်ယာလက်မှတ်တချို့နဲ့ငွေသားအနှင်းငယ်အားလွယ်ပြီးပိုင်ဆိုင်မှုရဲ့လို့ရှိုးစာပူတို့ခြံထားခဲ့တာမရှိဘူးသူခေယာကြီးရဲ့ jazz ဂီတာတပြားဟောင်းတပုံကြီးရဲ့ပဲကြံခဲ့တယ်အဲ့ဒီတပြားတွေကိုတာတွေနဲ့ထည့်ပြီးအခန်းလွတ်တစ်ခုရဲ့ကျမ်းမြင့်မှာတိုနီပုံထားလိုက်တယ်အော်တပတ်အနက်တီထုတ်တယ်လို့အဲ့ဒီအခန်းကဗရေမော့ကိုလည်းလေဝင်လေထွက်ရအောင်ပုံမှန်တော့ဖွင့်ပေးရတယ်တခြားအချိန်ဆိုရင်တော့အဲ့ဒီအခန်းထဲကိုသူခြေတော်မချဖြစ်ဘူးတစ်နှစ်လောက်ဒီလိုပဲကုန်သွားတယ်ဒါပေမဲ့အဲ့ဒီတက်ပြားတစ်တာတွေအိမ်မှာရှိနေတယ်ဆိုတဲ့အသေးကတိုနီကိုတစ်နှစ်တခြားစိတ်မသက်မသာဖြစ်လာစေတယ်ထိုင်ပြီးအဲ့ဒီတက်ပြားတွေအကြောင်းစဉ်းစားရုံတက်နဲ့တက်ရှူကျက်လာတယ်လို့တိုနီမကြခဏခံစားရတယ်တခါတလေကျတော့လေညနေတကောင်ပြန်နိုးပြီးပြန်အိမ်မရဖြစ်နေတတ်တယ်သူ့မှန်ညာလေးဟာဘိုးတော်ဝဖြစ်နေပြီဒါပေမဲ့ငကိုရှိနေခဲ့တဲ့နေရာမှာကြန့်ရှိနေစေပဲမှန်ညာတွေရဲ့အလေးချိန်ရှိနိုင်တဲ့လောက်ဖိချထားရင်လည်းဒါနဲ့တိုနီလည်းတပြားအဟောင်းဝယ်သူကိုခေါ်ပြီးဘယ်လောက်ပေးမလဲမိလိုက်တယ်အသက်ထွက်မထွက်တော့တဲ့တံမိုးကြီးတက်ပြားအများပြားပါဝင်နေလို့ခက်သေးသေးကားတစ်စင်းဝယ်ဖို့လုံလောက်တဲ့အတော်လေးများတဲ့ငွေပမာဏတိုနီရခဲ့တယ်။ဘာပဲဖြစ်ဖြစ်ငွေကြေးကတိုနီအတွက်တော့အကြောင်းမဟုတ်ပါဘူး။အဲ့ဒီတက်ပြားတွေသူ့အိမ်မှာမရှိတော့မှပဲတိုနီနဲ့တကယ်အထီးကျန်ဘဝရောက်ခဲ့တော့တယ်